Great Wall Hotel မှာတဲမိရကြောင်းရှာဖွေခွင့်မရပဲကွယ်လွန်သွားခဲ့ရတဲ့ကျင်းစာဦးဇနီးမောင်နှံပရိသတ်များလုံးပဲမင်္ဂလာပါရှင် Igris Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ငလင်ပေကြောင့်မိသားစုတွေအချို့ကွဲကွာရသလိုအချို့သောချစ်သူတွေကလည်းချစ်လျက်နဲ့ဝေးကွာသွားရပါတယ်ဒေါက်တာထူးထက်အောင်တို့ဇနီးမောင်နှံကတော့တလပဲပေါင်းလိုက်ရပြီးတော့ငလင်ကြောင့်ဇနီးမောင်နှံ2ယောက်စလုံးကွယ်လွန်သွားခဲ့ရပါတယ်ဒေါက်တာထူးထက်အောင်နဲ့မယမင်းသူတို့ကကချင်ပြည်နယ်မှာဖေဖော်ဝါရီလကမင်္ဂလာဆောင်ခဲ့ရဖြစ်ပါတယ်။မယမင်းသူရဲ့ဇာတိဖြစ်တဲ့ကချင်ပြည်နယ်ဟိုပင်မြို့မှာမင်္ဂလာဆောင်ပြီးတဲ့နောက်ရန်ကုန်မှာဆောင်ဖို့အတွက်မန္တလေးမှာခရီးတစ်ထောင်နားခဲ့ကြပါတယ်။မန္တလေးက Great Wall Hotel မှာတဲမိလိုက်ပြီးတော့ငလင်လှုပ်တဲ့ချိန်မှာတော့2ယောက်လုံးပိတ်မိသွားခဲ့ကြပါတယ်။ကံမကောင်းရှာတဲ့ဇနီးမောင်နှံ2ယောက်ကမတ်လ28ရက်နေ့နေ့လယ်2နာရီမှာရန်ကုန်ကိုသွားဖို့အတွက်စီစဉ်ထားပြီးသားဖြစ်ပြီးတော့ဟိုတယ်မှာလည်းချက်ကောက်လုပ်ပြီးသွားပါပြီ။အဲ့ဒီအချိန်မှာပဲငလင်ကြီးကလှုပ်လိုက်တာကြောင့်ဇနီးမောင်နှံ2ယောက်စလုံးလဲပါသွားခဲ့ပါတယ်။ Great Wall Hotel ကစောင်းသွားခဲ့ပြီးတော့အထဲမှာပိတ်မိနေတဲ့သူတွေအများကြီးရှိပါတယ်။ဒါပေမဲ့ဒီဟိုတယ်ကရှာဖွေကယ်ဆယ်ရေးကိုချက်ချင်းခွင့်မပြုခဲ့ပါဘူး။အခြားနေရာတွေမှာပြိုကျသွားတဲ့အဆောက်အဦတွေကိုရှာဖွေကယ်ဆယ်ရေးတွေလုပ်နေကြပေမဲ့ Great Wall Hotel ကတော့ရှာဖွေခွင့်မပေးခဲ့တာ9ရက်ကျော်သွားခဲ့ပါတယ်။ Great Wall Hotel မှာဘာကြောင့်ရှာဖွေခွင့်မပေးခဲ့ရလဲဆိုတာကိုလည်းအားလုံးကသိချင်ကြပါတယ်။ကြံရစ်တဲ့မိသားစုဝင်တွေကဟိုတယ်ရှိမှတောင်းပန်ပေမဲ့ခွင့်မပြုခဲ့ပါဘူး။ငလင်းလုံးပြရဲ့ရက်အတော်ကြာမှသာရှာဖွေခွင့်ပေးခဲ့ရကြောင်းအထဲမှာပိတ်မိနေတဲ့သူတွေကကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအထက်မှာဒေါက်တာထူးထက်အောင်တို့ဇနီးမောင်နှံလည်းပါသွားခဲ့ပါတယ်။မတ်လ28ရက်နေ့ကလေးကဟိုတယ်မှာပိတ်မိသွားခဲ့ပြီးတော့ဧပြီလ10ရက်နေ့မှသာသူတို့2ယောက်ရဲ့အယုတ်အလောင်းကိုရှာတွေ့ခဲ့ရဖြစ်ပါတယ်။ကြံရစ်တဲ့ရုပ်အလောင်းတွေကအရန်ကိုပုံမပြတ်သေးရကြောင်းလွန်ခဲ့တဲ့ရက်နှဲငယ်ကအထိအသက်ရှင်ခဲ့မယ်လို့တောင်းမှန်းဆရပါတယ်။ဒီထက်ရက်နှဲငယ်သာစောပြီးတော့ရှာတွေ့ခဲ့ရင်သူတို့2ယောက်အတွက်အသက်ရှင်ဖို့မျှော်လင့်ချက်လေးရှိနိုင်အောင်ပါပါ။အခုတော့ရက်ပေါင်းများစွာကြာမှသာရှာဖွေခွင့်ပေးတဲ့အတွက်ဒေါက်တာထူးထက်အောင်တို့ဇနီးမောင်နှံသားမကအခြားလူတွေလည်းကွယ်လွန်သွားခဲ့ရပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကမယမင်းသူကိုအရင်တွေ့ပြီးတော့ဒေါက်တာထူးထက်အောင်ကိုတွေ့လိုက်ကြပါတယ်။သူတို့ဇနီးမောင်နှံ2ယောက်ကရန်ကုန်မှာမင်္ဂလာဆောင်ဖို့အတွက်အဆက်ဆက်ရရပြင်ဆင်ပြီးမှငလင်ကြောင့်2ယောက်လုံးကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။တလားကျော်လောက်သာပေါင်းလိုက်ရပြီးတော့ကွယ်လွန်ချိန်မှာလည်းအတူတူပဲဖြစ်နေတာကြောင့်သူတို့ရဲ့အဖြစ်ကတော့ရင်းနှင်းစရာပါ။ဝိတုတွေရုပ်ရှင်တွေထဲမှာသာဒီအဖြစ်ပြက်တွေမျိုးရှိရမှာမဟုတ်ပဲလက်တွေ့ဘဝမှာလည်းစိတ်ထိခိုက်စရာတွေအဖြစ်တွေကရှိနေပါသေးတယ်။ဒီတဲ့အချိန်စောစောဟိုတယ်ကနေထွက်နိုင်ခဲ့ရင်ဒီလိုအဖြစ်ကိုမကြုံနိုင်ပေမဲ့လည်းဟိုတယ်ကနေချက်ကောက်လုပ်ပြီးမှငလင်လှုပ်ပြီးတော့ပိတ်မိသွားခဲ့ရပါဒေါက်တာထူးထက်အောင်တို့အတွက်မင်္ဂလာဆောင်ဖို့ရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံကတော့နောက်ဆုံးဓာတ်ပုံဖြစ်သွားခဲ့ပြီးတော့ကန်ဆိုးစွာနဲ့ကျင်းစာဦးမှာပဲကွယ်လွန်သွားခဲ့ရပါတယ်ဒေါက်တာထူးထက်အောင်ကစိတ်သဘောထားပြေဝသူတယောက်ဖြစ်တာကြောင့်လုပ်ဖို့ကင်ဘက်တွေကလည်းနှမျောနေကြပါတယ်ဒေါက်တာထူးထက်အောင်နဲ့မယမင်းသူတို့ဇနီးမောင်နှံလည်းနောင်ဘဝတွေမှာအိုအောင်မင်းအောင်ထိပေါင်းဖက်နိုင်ကြစေဖို့ဆုတောင်းပေးလိုက်ပါရရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်